အောင်မြင်ခြင်းရင်ဒီလိုလူ၅မျိုးနဲ့အချိန်အများကြီးမဖြုံးပါနဲ့မင်းဘဝကိုပြောင်းလဲခြင်းတလားဒါဆိုရင်မင်းဘယ်သူတွေနဲ့အချိန်ကုန်နေလဲဆိုတာကိုအရင်ကြည့်ပါဘာလို့လဲဆိုတော့မင်းရဲ့အနာဂတ်ဟာမင်းနဲ့အချိန်အများဆုံးဖြုံးတဲ့လူတွေရဲ့တွန်းမိုးမှုကိုခံရတတ်ပါတယ်ပထမလူတစ်မျိုးကတော့အိမ်မက်တွေကိုအလောင်ပြောင်တက်တဲ့လူမဖြစ်နိုင်ဘူးမင်းရဲ့အိမ်မက်ကအဆင်မပြေဘူးသူတို့ရဲ့စကားကမင်းရဲ့ယုံကြည်မှုကိုတဖြည်းဖြည်းဖျက်ဆီးတယ်ဒုတိယလူကတော့အမြဲညှဉ်းညူနေတဲ့လူဖြစ်ပါတယ်ပြဿနာတိုင်းအတွက်အကြောင်းပြချက်ရှိတယ်ဒါပေမဲ့ဖြေရှင်းမှုမရှိဘူးအဲ့ဒီစိတ်သက်ကမင်းစီကိုလည်းကူးဆက်လာတတ်ပါတယ်တတိယလူကတော့အချိန်ကိုတန်ဖိုးမထားတတ်တဲ့လူဖြစ်ပါတယ်။ညီမန်းချက်မရှိပဲတနေ့လုံးအချိန်ဖြုံနေသူနဲ့အတူနေရင်မင်းရဲ့တန်ဖိုးရှိတဲ့အချိန်လည်းတဖြည်းဖြည်းပျောက်ကွယ်သွားတတ်တယ်။စတုဒ္ဒလူကတော့စူးစမ်းနေတဲ့လူကိုမနာလိုတဲ့လူဖြစ်ပါတယ်။မင်းတိုးတက်လာတိုင်းအားပေးရမယ့်အစားဆွဲချဖို့ကြိုးစားတယ်။တကယ်မိတ်ဆွေဟာမင်းရဲ့အောင်မြင်မှုကိုဂုဏ်ယူပေးပါတယ်။နောက်ဆုံးလူကတော့ကိုယ့်အမားအတွက်တာဝန်မယူရဲလူဖြစ်ပါတယ်။အမားတိုင်းကိုတခြားလူပေါ်ကိုပုံချတတ်တယ်။ဒါပေမဲ့အောင်မြင်တဲ့လူတွေကသူတို့ရဲ့အမားတွေကိုသူတို့ကိုယ်တိုင်တာဝန်ယူကြပါတယ်။တခုတော့မှတ်ထားပါဒီဗီဒီယိုကဘသူ့ကိုမှမုန်းဖို့မဟုတ်ပါဘူးလူတိုင်းကိုလေးစားနိုင်ပါတယ်ဒါပေမဲ့မင်းရဲ့အချိန်မင်းရဲ့စိတ်ဆွမ်းအင်မင်းရဲ့အိမ်မက်တွေကိုကာကွယ်ရပါလိမ့်မယ်ဘာလို့လဲဆိုတော့မင်းဘဝကိုပြောင်းလဲပေးမဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တွေထဲကတစ်ခုကဘယ်သူတွေနဲ့အချိန်ကုန်လဲဆိုတဲ့ရွေးချယ်မှုပဲဖြစ်ပါတယ် Life Experiences by Shin